အားလုံးပဲမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီတစ်ပတ်ကတော့ကျွန်တော်တို့အသင်းဟာဟူဘန်တန်ရဲ့ Molineux Stadium မှာတွားရောက်ရှိပြန်ကစားဖို့ရှိတယ်ဆိုတော့ဒီပွဲစဉ်မှာဘယ်လိုစင်းနဲ့ပွဲထုတ်တင်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ညီကိုနဲ့တူတူကျွန်တော်အမြင်ကိုကျွန်တော်ပြောသွားခြင်းတယ်ဆိုတော့ဟူဘန်တန်ရဲ့အခြေအနေကိုစပြီးတော့တစ်ချက်ကြည့်ရမယ်ပေါ့နော်ဟူဘန်တန်ကတန်းစစ်စုံရဲ့အောက်ဆုံးမှာရှိနေတယ်တန်းစစ်မိုးလေးရေပန်းစားဆုံးအတင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါနဲ့ညီသူတို့ကစားလာမယ့်ပုံစံကဒါ low block ဆက်တက် deep block ဆက်တက်ဒါဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့မထင်သလိုဖွင့်တိုက်တာမျိုးတော့လုံးလိမ့်မယ်လို့မထင်ဘူးဆိုတော့သူတို့ရဲ့အခြေအနေအရလည်းအဲ့လိုမျိုးဖွင့်တိုက်ဖို့မလုံလောက်ဘူးလို့ပြောလို့ရတယ်ပေါ့နော် Chelsea လို့အသင်းမျိုးကိုဖွင့်တိုက်မယ်ဆိုရင်ပို့ပြီးတော့သူတို့အတွက်အခက်အခဲဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ low block ဆက်တက်လာလိမ့်မယ် deep block ဆက်တက်လာလိမ့်မယ်နောက်တန်းကိုပိတ်မယ်ဆိုတော့ counter သွားမယ်ပေါ့နော်ဆိုတော့counter attacking တွေလာလိမ့်မယ်ဆိုတော့ဒါကို dominate လုပ်ဖို့ကျွန်တော်တို့ထိန်းသိမ်းနိုင်ဖို့defend လုပ်ဖို့အတွက် Chelsea အနေနဲ့လူစင်းမှန်ကန်ထုတ်ဖို့လိုတယ် rotation system အရင်ကြီးလုပ်ဖို့မတင်ဘူးပေါ့နော်ဆိုတော့ဒီနေရာမှာမပါဝင်တဲ့ကစားသမားတွေအကြောင်းကိုကျွန်တော်စပြီးတော့ပြောကြည့်အောင်ပေါ့နော်ဆိုတော့ဒီပြလီယာရိုစီနီယာ press conference လုပ်သွားတဲ့အနေအထားမျိုးမှာမပါဝင်တဲ့ကစားသမားထပ်တိုးလာကတော့ဂျိန်းတို့စောင့်ကြည့်အောင်မယ်တောက်ဖို့ဖြစ်တယ်ပေါ့နော်ပတ်ထိုးနဲ့တို့ဒီလာမဲ့လက်ကျင်ကမှာပါဝင်လာနိုင်မလားစောင့်ကြည့်အောင်မယ်လို့ပြောသွားတယ်ပြီးတော့ချမ်ပီယံကတော့ပါဝင်ဖို့ဝေးသေးတယ်ဆိုတဲ့အကြောင်းဒါပြောသွားတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ဒီကမှာကတော့ပါဝင်မှာမဟုတ်ဘူးဆိုတော့ဒီနေရာမှာသတင်းကောင်းကပါလဲဆိုတော့အစီပေါနဲ့ကိုပါမာဒီနေ့ပွဲမှာတပြိုင်တည်းပါဝင်လာဖို့ရှိတယ်ပေါ့နော်ဒီပြလီယန်လိုစီနီယာကလည်းဒီလိုမျိုးပြောသွားတယ်ဆိုတော့နောက်တန်းမှာတော့လက်ပိုင်းကိုဝဲတော့ထုံးစံအတိုင်းပဲပေါ့နော်တိုစင်တို့ပါဝင်မှာမဟုတ်ဘူးကျန်တဲ့ကစားသမားတွေကတော့အဆင်ပြေတယ်ပေါ့နော်ဒီပွဲမှာမာဒူဆာပြန်လဲပါဝင်လာမလားဆိုတာကတော့မပြောတတ်ဘူးဆိုတော့ကျွန်တော်အမြင်ရဆိုရင်မာဒူဆာကအမတစ်တယောက်တည်းပါဝင်လာဖို့မရှိတော့ဘူးလို့တော့မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ထူးခြားခြားပြောစရာရှိတာဆိုလို့ဒီရီစီချင်းပေါ့နော်အသင်းကရီစီချင်းနဲ့နတ်တိုပဲရှိတယ်သူတို့တော့တောက်ဖူးဖြစ်သေးတယ်ပေါ့နော်လာမယ့်လက်ချင်းကမ်းမှာစောင့်ကြည့်မယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ဘယ်လိုစင်းနဲ့ပွဲထွက်တင်တယ်ပေါ့နော်ဆိုတော့ဒီတိုက်စစ်နေရာကိုကျွန်တော်စပြီးတော့ပြောချင်တယ်ပေါ့နော်ဒီနေ့မှာတော့ကိုသမားကနောက်မှာကျွန်တော်ပြောမယ်တိုက်စစ်နေရာကိုစပြီးတော့ပြောချင်တယ်ဆိုတော့တိုက်စစ်မှာတော့အခုလိုမျိုးတိုက် space တွေ low block ဆက်တက်လာမဲ့အနေအထားမျိုးမှာလီယန်ဒီလက်နဲ့တော့အဆင်ပြေလိမ့်မယ်လို့မထင်ဘူးတင်မှုစာကလီယန်ဒီလက်ကဒီလိုတိုက် space တွေကြာမှာတိတ်ပြီးအလုံးလုံးတက်တဲ့ကစားသမားမျိုးမဟုတ်ဘူးဟိုတဲ့တည်တဲ့အခါမှာပေါ့နော်ဟိုတဲ့ play ကစားတဲ့အခါမှာသူ first step တွေမငြိမ်တာပြဿနာက first step တွေမငြိမ်တာပဲမငြိမ်တဲ့ first step တွေကိုပြန်ကျလာတဲ့ second ball တွေပေါ့နော် second ball တွေကိုတိတ်ပြီးတော့ဆယ်တဲ့နေရာမှာပေါ့နော် NBR ပြည့်လောက်တာမျိုးလီယန်ဒီလက်မှာမတွေ့ရဘူးဆိုတော့ဒါကြောင့်မို့လီယန်ဒီလက်ကဒီနေ့ပွဲမှာဆိုရင်တော့ tight speed တွေကြာမှာအလုံးလုံးအမဲ့ပုံမှာအဆင်ပြေမယ်လို့မထင်ဘူးဒါကြောင့်မို့ကျွန်တော်ဂျာအိုပထိုနဲ့ဒါပွဲထုတ်ချင်တယ်ပေါ့နော်ဂျာအိုပထိုကလည်းလက်ရှိဒီ current form အရာမဆိုးတဲ့အနေအထားမျိုးကိုရောက်နေပြီဆိုတော့နီးပြတဲ့လီယန်စီနီယာလက်ထက်မှာဂျာအိုပထိုရဲ့ခြေစွမ်းကမက်လောက်ဆရာရှိတယ်လို့ပြောလို့ရတယ်ပေါ့နော် Chelsea ရဲ့တိုက်စစ်ကိုဥဆောင်နိုင်လောက်တဲ့အရေးချင်းရှိတယ်လို့ထင်တယ်ဆိုတော့လက်ရှိ Premier League မှာလည်း6-9ထိတွင်းထားတယ်ဆိုတော့မဆိုးဘူးလို့ပြောလို့ရတယ်ဆိုတော့ခုလိုမျိုး low block ဆက်တက် deep block ဆက်တက်တွေတည်တဲ့အနေအထားမျိုးမှာကြုံသလိုကန်တက်တဲ့ဂျာအိုပထိုပဲကျွန်တော်တော့ပွတ်ထုတ်ချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တောင်ပန်နေမှာတစ်ချက်ကြည့်အောင်ပေါ့နော်တောင်ပန်နေမှာတော့ကျွန်တော်မှာဆက်ပြီးရွေးချယ်စရာမရှိတော့ဘူးလို့ထင်တယ်နတ်တိုကလည်းတောက်ဖူးဖြစ်နေတယ်နတ်တိုကလည်းပါဝင်ဖို့မသေးကြဘူးပြချန်ပီကတန်ကလည်းကာလာရှင်နာမဲ့အနေထားမျိုး hamstring injury လို့ပြောတယ်ဆိုတော့ပေါင်အယူသားဒီလိုမျိုးစုပ်ပြဲတယ်လို့တော့တွေးရတယ်ပေါ့နော်ဒါကြောင့်မို့ပါဝင်မှာမဟုတ်ဘူးဒီနေရာမှာကာနာချိုပဲရှိတယ်ပေါ့နော်ကျွန်တော်တို့မှာအားကိုးစရာကာနာချိုရှိတယ်ဆိုတော့ပြဿနာကလည်းဗာလဲဆိုတော့ကာနာချိုကပွဲစထည့်ရင်တိတ်ပြီးတော့ဆင်ပြေတဲ့တဲမှာမပါဘူးသူကစူပါဆက်အနေနဲ့ပဲအဆင်ပြေပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီနေရာမှာထည့်တရားရှိလို့ဒီကမတယောက်ပဲရှိတယ်ဆိုတော့ပေတောင်မှာအိုက်ကမကိုကျွန်တော်ထည့်ချင်တယ်ပေါ့နော်ဆိုတော့ဒီညာတောင်မှာပေါ့နော်ညာတောင်မှာတော့ခုနဒီပြကပြောခဲ့တာရှိတယ်အစီဘောင်ပါဝင်လာမယ်ဆိုတော့အစီဘောင်ပဲဖြစ်လိမ့်မယ်ထင်တယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲမှာဆိုရင်စိတ်ခိုင်မှုအရင်ကြီးပြည့်တာမဟုတ်ဘဲနဲ့အာဆင်နယ်ပွဲမှာပါဝင်ရှင်ပြိုင်ကစားသွားတယ်ဆိုတော့ဒီပွဲမှာတော့စိတ်ခိုင်မှုအပြည့်နဲ့ပါဝင်လာပဲပေါ့နော်အစီဘောင်ရဲ့ရှိုးပွဲလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါကြောင့်မို့အစီဘောင်ကိုကျွန်တော်ထည့်ချင်တယ်ဆိုတော့ဒီနောက်ချက်တိုက်စစ်မှာတော့ကိုပါမာကိုကျွန်တော်ဒီနေ့ပွဲမှာ free roll ပေးချင်တယ်ပေါ့နော် free roll ပေးချင်တယ်ပြီးခဲ့တဲ့ပွဲတွေမှာဆိုရင်သူညတော့မှထုတ်ပြီးတော့ကစားတာမျိုးတွေဒီright number 10ပေါ့နော် number 10အနေနဲ့ကစားတာမျိုးတွေဒါမျိုးတွေတွေ့ရတယ်ဆိုတော့ဒါကြောင့်မို့သူ့ရဲ့ခြေစွမ်းမှန်ကိုလည်းကျွန်တော်အရင်ကြီးမမြင်ရသေးဘူးဗျာတရားဒီမှာဆိုရင်သူ့ရဲ့injury အကြောင်းလည်းရုန်းကန်နေရတာမျိုးတွေရှိတဲ့ပုံမှာဒီနေ့ပွဲမှာပွဲချောင်တဲ့အနေထားမျိုးမှာကျွန်တော် free roll ပေးလိုက်ချင်တယ်ပေါ့နော်ဒီကစားသမားစီကကျွန်တော်တို့မျှော်လင့်လို့ရတာအကုန်လုံးကိုကျွန်တော်မျှော်လင့်ချင်တယ်ဆိုတော့ဂိုးရောအစစ်ရောပေါ့နော်ဒီတိုက်စစ်ကိုအန်လောလုပ်တဲ့နေရာမှာဒီ defense ကိုပေါ့နော်ဆိုတော့နောက်တန်းကိုအန်လောလုပ်တဲ့နေရာမှာလည်းဒီကစားသမားကလိုအပ်တယ်လို့မြင်တယ်ဆိုတော့ဒီ number 10 row ကိုကျွန်တော် free roll ပေးလိုက်ချင်တယ်ပေါ့နော်ဆိုတော့
ကျွန်တော်တို့ဒီကွင်းလေဒါပဲပိုင်ပေါ့ပေါ့နော်ဒါပဲပိုင်ပေါ့နေရာမှာတော့ဒီဝက်ဆက်ကန်စီရိုနဲ့အမ်ရီဆန်တို့ကိုကျွန်တော်နည်းနည်းလေးထားခြင်းတယ်ပေါ့နော်ဆိုတော့ဒီညမှာအန်ဆိုဖာနန်ဒက်ကိုဘာလို့မထည့်လဲမေးတော့အန်ဆိုဖာနန်ဒက်ကိုကျွန်တော်အနာပေးခြင်းလို့ဖြစ်တယ်အန်ဆိုဖာနန်ဒက်ဟာတော်တော်လေးကိုပင်ပန်းနေတဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဒီကစားသမားကထဲလိုက်တဲ့ပွဲစဉ်တိုင်းကိုအကောင်းဆုံးကစားတယ်စူးစမ်းထုံးမှုကတရားခိုင်နှုန်းပေးတယ်လိုအားနှုန်းကိုအပြည့်ပေးတဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့ပင်ပန်းနေပေါ့နော်ဆိုတော့တောင်အမေရိကကစားသမားတယောက်ဖြစ်တာကြောင့်မို့ဒါအာဂျင်တီးနားကစားသမားတယောက်ဖြစ်တာကြောင့်မို့သူကကြက်ခိုင်မှုကတော့အပြည့်ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်သိပြီးတော့နာလေးနာထားရှိတဲ့ကစားသမားမျိုးမဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးပွဲစဉ်မျိုးမှာတော့အနာပေးတင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ဒီကစားသမားကိုတော့ခဏအောက်ထားခြင်းတယ်ဆိုတော့ဝက်ဆက်ကန်စီရိုနဲ့အမ်ရီဆန်ဒိုပေါ့နော်အမ်ရီဆန်ဒိုကိုကျွန်တော်ထားခြင်းတယ်အမ်ရီဆန်ဒိုကိုတော့ဒီဘောလုံးစပြီးတော့လက်ခံတဲ့နေရာပေါ့နော်ဒီနောက်တန်းကနေစပေးတဲ့အခါမှာ first receiver အဖြစ်အမ်ရီဆန်ဒိုကိုအသုံးပြုပြီးတော့ဒီဘယ်လိုပြောမလဲမော့ဆက်ကန်စီရိုတော့ဒီကွင်းလေတကြောလုံးမှာရူမီပုံစံပေါ့နော်လှည့်လည်ပြီးတော့ကစားတဲ့ပုံစံမျိုးကိုကျွန်တော်သဘောကျတယ်တစ်ဖက်ကအတမြန်လာမဲ့ကောင်တာတွေကိုမော့ဆက်ကန်စီရိုကိုထားပြီးတော့တားခြင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်တန်းမှာတစ်ချက်ထပ်ပြီးတော့ပြောရရှိလာတယ်ပေါ့နော်နောက်တန်းမှာတော့ဒါပေးတဲ့တဲ့အနေထားမျိုးစရမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ပွဲကိုဒိုမနီလုပ်ပြီးတော့ကစားမဲ့အနေထားမျိုးရောက်နေတဲ့အနေထားမျိုးမှာဆိုတော့ဒီနေ့ပွဲမှာကျွန်တော်ချလိုပါကိုတော့အောက်ထားခြင်းတယ်ပေါ့နော်ချလိုပါကိုအောက်ထားခြင်းတယ်ပြီးတော့ Wesley Fofana ကိုလည်းဒါအောက်ထားခြင်းတယ်ပေါ့နော်ဆိုတော့ဒီကစားသမား2ယောက်ပြီးခဲ့တဲ့ပွဲမှာတော်တော်လေးရှုံးခဲ့တယ်တော်တော်လေးလည်းခြေစွမ်းပြခဲ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကျွန်တော်ရှုံးပွဲကြုံတွေ့တဲ့နေရာမှာ Wesley Fofana ကတော့ငိုချင်းချတယ်ပေါ့နော်ဆိုတော့ဒါကိုတချို့ fan တွေကလည်းကြိုက်တာမျိုးတွေတော့မရှိဘူးဆိုတော့ပြောရရင်ဒီကစားသမားကကန်ဆိုးတာလည်းပါတယ်ပေါ့နော်ပြီးခဲ့တဲ့ဒီ conference league ဂျာတော့ကလည်းသူကကောင်းကောင်းမပါလိုက်ရဘူးပြီးတော့ဒီ CBC ကျွန်တော်တို့ယာတော့ကလည်းကောင်းမပါလိုက်ရဘူးဆိုတော့ဒီနေသားမျိုးကြောင့်မို့ဒီဖလားပွဲကိုရှုံးတဲ့အခါမှာငိုတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ဒီပွဲကတော့သူတို့အနာပေးတဲ့နဲ့ Wesley Fofana ကိုအနာပေးချင်တာကဘာလို့လဲဆိုတော့ဒဏ်ရာရလွယ်လို့ပေါ့နော်ဒဏ်ရာရလွယ်လို့ကျွန်တော်ပွဲချောင်းတဲ့အချိန်မှာအနာပေးချင်တာဖြစ်တယ်ဆိုတော့ချာလိုဘာကတော့ဒီနောက်တန်းမှာပါဝင်မှုအသင်းဖြစ်ပေမဲ့လည်းဒီကမ်းမကိုကျွန်တော်အနာပေးခြင်းနဲ့သူကတော့ပွဲစတိုက်ကစားရတာကြောင့်ပေါ့နော်ဆိုတော့ဒီညမှာဘာရီယာရှိနဲ့ကျွန်တော်အာချင်မောင်ကိုအသုံးပြုခြင်းနဲ့ပေါ့နော်အာချင်မောင်ကလည်းပြောရရင်ခြေစွမ်းလေးတက်လာမလို့လုပ်လိုက်သူ့ရဲ့ရူကပျောက်သွားလိုက်ပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ဒီကမ်းမကိုနေရာဆိုမှာသုံးနေရတဲ့သဘောမျိုးဖြစ်နေတယ်သူဒါပုံမှန် network ကစားနေကြနောက်တန်းကိုတော့တိတ်ပြီးမှကစားရအောင်ပေါ့နော်ဒါကြောင့်မို့အာချင်မောင်ဒီပွဲမှာအသုံးပြုခြင်းနဲ့ဆိုတော့ကျွန်တော်လက်ဘက်ပေါ့နော်လက်ဘက်ကတော့ဟာတိုနဲ့ဒီကူရလာရှိတယ်ဟာတိုနဲ့ကူရလာပြီးခဲ့တဲ့ပွဲမှာနှစ်ယောက်သလုံးသုံးလာတာမျိုးတွေတော့ရှိတယ်ဆိုတော့ဒီပွဲမှာဘယ်သူ့ကိုထုတ်မလဲဆိုတာကျွန်တော်တို့ပြောရမယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာပြောရရင်ပုံမှန်ရဟာတိုထုတ်လိုက်တာမျိုးလုံးလို့တော့ရှာတယ်ဒါပေမဲ့ကျွန်တော်မလုပ်ချင်ဘူးမလုပ်ချင်ဘူးဆိုတော့နောက်တန်းမှာကျွန်တော် Wesley Fofana တော့ချာလိုပါတို့အနာပေးထားတာကြောင့်မို့ဒီအမောင်းကိုကျွန်တော်ထည့်ချင်တယ်ပေါ့နော်ပို့ပြီးတော့ကာပါမိလိမ့်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့ဒီ right back ကိုလည်းနည်းနည်းပြောစရာရှိလာတယ်ပေါ့နော် right back ကပြီးခဲ့တဲ့ပွဲမှာ Malocastro ရဲ့အခြေအနေကိုကျွန်တော်မသိရဘူးဒါပေမဲ့Malocastro က training မှာတော့ရှိတယ်ဆိုတဲ့အကြောင်းတော့သိရတယ်ဆိုတော့ဂျင်းကတောက်ဖူးဖြစ်တယ်မသေးကြဘူးဆိုတော့ကျွန်တော်တို့ Malocastro ကလွဲလို့ထုတ်เสียတော့မရှိတော့ဘူးထင်တယ်ဆိုတော့ဒီနေ့ပြလက်ထက်မှာတော့ Malocastro ရဲ့ခြေစွမ်းကနည်းနည်းငုတ်နေတယ်ပေါ့နော်ငုတ်နေတယ်ဆိုတော့ဘာလို့ချင်လို့ရှိမှမသိဘူး position ကို dominate လုပ်ပြီးတော့ကစားတဲ့ဘလုံးကိုကင်ကစားတဲ့အခါမှာ Malocastro ကကောင်းတော့ကောင်းတယ်ဒါပေမဲ့ impact မဖြစ်ဘူးဆိုတော့ဘလုံးကြီးကင်ထားပြီးတော့ဘာလို့ချင်မသိတဲ့အနေအထားမျိုးတွေဒါတွေ့နေရတယ်ပေါ့နော်ဆိုတော့သူ့ကိုလုံးဝ free roll ပေးပြီးကစားခိုင်းတာမျိုးအဆင်ပြေသလိုဒီ full back အပြည့်ကစားခိုင်းတာမျိုးလည်းအဆင်ပြေဒါပေမဲ့ impact အနေနဲ့ကစားတာမျိုးတွေပြီးတော့ဒီ wide area ရဲ့ width မှာကစားတာမျိုးတွေပေါ့နော်ဆိုတော့ညာဘက်တက်ပြီးတော့အပြည့်လိုက်တာမျိုးမဟုတ်ဘဲနဲ့တဝက်တင်ဖြတ်ချပြီးတော့ကစားတာမျိုးတွေကမှလို့ကစတိုအတွက်အဆင်မပြေဘူးပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာတော့ပါဝင်တဲ့တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ချိန်ကိုလည်းရဲဆုံပြီးသုံးတာမျိုးမလုပ်စေချင်ဘူးပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့အာဆင်နယ်နဲ့ပွဲမှာတော့ရဲဆုံပြီးမသုံးတဲ့အနေအထားမျိုးမှာဒီပွဲမှာတော့အပြေကအနာမပေးဘူးဆိုရင်တော့ first line နဲ့ကတော့မထည့်သင့်ဘူးလို့ထင်တယ်ဒါကြောင့်ကျွန်တော်Malocastroပဲထည့်နေတယ်ဆိုတော့ကိုသမားကတော့ကျွန်တော်တို့လက်ရှိနောက်ပိုင်းမှာလက်စွမ်းပြနေတဲ့ Robert Sanchez ပေါ့နော် Robert Sanchez ပဲထည့်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ကိုသမားက Robert Sanchez ဖြစ်မယ်နောက်တန်းမှာအချင်းပေါင်းနဲ့ဘာရီယာရှိကိုကျွန်တော်ထုတ်ချင်တယ်ဆိုတော့လက်ဘက်မှာတော့ပူရလာဖြစ်မယ် right ဘက်မှာတော့Malocastro ဖြစ်မယ်ပေါ့နော်ကွင်းလက်မှာတော့ကွင်းလက်တာပဲပိုင်းပေါ်မှာတော့ဒီအရီဆန်ဒိုနဲ့မော့ဆက်ကာဇီရိုထားခြင်းနဲ့ကိုပါမောက် free roll ပေးခြင်းနဲ့ပေါ့နော်နံပါတ်10 row မှာဆိုတော့
ဒီတောင်ပန်တွေမှာတော့ဂါနာချိုနဲ့ FC ပေါ့မယ်ကျွန်တော်တို့မှာရှိတယ်ပေါ့နော်ကျွန်တော်ကစားသမားတွေကလည်းမရှိနေဘူးတမန်ကျော်ကလည်းအဲဘက်တောင်ရောက်သွားပြီဆိုတော့ကျွန်တော်တို့တိုက်စစ်မှာတော့ကြောက်ပထုဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့ထူးဆန်းဆန်းမြင်မှာကပါမရဲ့ FC ကောင်ရဲ့ကြောက်ပထုရဲ့ဒီအတွဲကိုကျွန်တော်ခဏပြောခဲ့ပေါ့နော်ဒီတွဲကိုကျွန်တော်မြင်ကျင်တယ်ပွဲချိန်ပြင်းမြင်ချင်တာပေါ့နော်ဒါပေမဲ့ပွဲချိန်ပြတော့မမြင်ရဘူးကျွန်တော်တို့ဂျမယန်ခါမိနစ်နည်းနည်းလေးမြင်ရတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်တော့ပွဲချိန်ပြမြင်ရလိမ့်မယ်လို့ထင်တယ်ကျွန်တော်မြင်ချင်တယ်ပေါ့နော်သူတို့ဘာလုပ်ပြမလဲသူတို့ရဲ့အတွေ့အကဘယ်လောက်ထိအလုပ်ဖြစ်မလဲပေါ့နော်ဒါကိုကျွန်တော်စောင့်ကြည့်ချင်တယ်ဆိုတော့ညီကိုတို့ဘယ်လိုမြင်လဲပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒါစိတ်ကြိုက်လူစင်းနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးခန်းစားချက်လေးတွေပြောတော့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြီးမှပြန်တွေ့ပါမယ်